Ali kena tekuk deh, rumah. Time ya pi, wanci dah, jangan ada lusa ini dah. Matau mu ini, sewan zalo, jangan mima biya luria, dan luria dah ajai dah. Dekat tua, jangan aku orang jangan sai kan, tekuk deh pi. Kamu luria tu jajah dah, jangan mima biya luria. Tapi jangan Tali biar surah le, nak TV dah lu le tim apa nak mati ada le dua jenis sim biar ni nak kuih sim biar mana, macam mana saya lihat kan ada kuasa dua kain ni lu, ada ni nenek saya pun ada, saya kan music dah nak desain nak berubah nak asal song Cina mak tim, nak dua dalam music biar nak berapa taxi jenis biar nak. ရှစ်သုံးလုံးပေါင်းရင်6 8 1 5ဖြစ်ချင်း5ပြီးတော့သူစီနီယံတန်းသွားတာတကွင်းကျော်မှာ4 8 9ခွန်ဆို4တကွင်းကျော်မှာ3 5 8 3ည3နော်တကွင်းကျော်သူ5 4 3နှစ်လာအဲ့တော့6 3ညနှစ်ဖြစ်ဖို့အတွက်6ထိပ်ဝင်ရမယ်နော်ကျွန်တော်တစ်ခါရေးပြလိုက်မယ်နော်နှစ်ဖြစ်ဖို့အတွက်6ထိပ်ဝင်ရမှာမဟုတ်ဘူး6ထိပ်နောက်ကသူအပိတ်ဆိုင်ပါသူက6 9 5တောင်းတန်းပေါင်းရင်3ည3ညဖြစ်ချင်းပေါ့နော်6 9 5 3ညတော့ဘယ်နှကွင်းကျော်လဲတကွင်းကျော်ပဲနော်တကွင်းကျော်ပဲနော်8 3ည2 3ညနောက်တကွင်းကျော်5 6 9 3ညတကွင်းကျော်နော်6ခွန်3ညဖြစ်ဖို့တော့ခွန်ထည့်ပေးရမယ်နော်ကနတကွက်ထဲလာကိုင်းတယ်နော်တန်းသားဆိုင်ကအကြောင်းနည်းနည်းစိတ်ဝင်စားလို့တစ်ချက်ကြည့်နော်ကြည့်ပြီးတဲ့လူကလည်းကြော်သွားပေါ့နော်ကျွန်တော်ဆိုင်တော့မဟုတ်ဘူးဟိုမှာရှမ်းမတယောက်တွက်ပြထားတာတွေ့လို့တင်မျှပေးတာနော်ရှမ်းမတယောက်ရှမ်းမဆိုကျွန်တော်ထိုင်းမကိုပြောတာနော်ထိုင်းမတယောက်တွက်ထားတွေ့လို့မျှပေးရုံပဲဟုတ်ပြီနော်ဒါကျွန်တော်ဆိုင်မဟုတ်ဘူးဒီမှာ6ထိပ်ခွန်ပိတ်ရပါရင်နော်အဲ့နာကိုတခါ तू ကဘလို့ပြင်လဲဆိုတော့ဒီမှာနှလုံးပေါင်းခြင်းနောက်နှလုံးပေါင်းခြင်း9 4နဲ့5နဲ့4နဲ့5နဲ့ယူတယ်နော်4နဲ့5နဲ့9ကိုရတဲ့နှစ်3ခွင်ကျော်မှာနှလုံးပေါင်း9ပြန်ထွက်တယ်နော်နောက်1နှစ်3ခွင်ကျော်မှာလည်းနှလုံးပေါင်း9အဲ့တော့ဆက်ပေးရင်1နှစ်3ခွင်ကျော်မှာနှလုံးပေါင်း9ဖြစ်ရမယ်နှလုံးပေါင်း9ဖြစ်ရမယ်ဆိုတော့ဒီမှာခွန်ကနောက်ပိတ်ဆိုတော့နှစ်ထည့်လိုက်မယ်နော်6နှစ်ခွန်ရပါတယ်နော်တခါအဲ့ဒီမူလည်းပဲသူကပြန်ယူတော့ဒီမှာတတိကံပေါင်းခြင်း4လုံးပေါင်းခြင်းနော်ဒီမှာဒီကနောက်ပိတ်နှလုံးနဲ့ထေးစီနှလုံးနဲ့ပေါင်းရောနှစ်ရတယ်နှစ်ဖြစ်ချင်းနဲ့သူယူတာနှစ်ဖြစ်ချင်းနော်အဲ့တော့4 8 9 1ဆိုတော့နှစ်တကွင်း2ကွင်းကျော်မှာနောက်ပိတ်နှလုံးနဲ့ထေးစီနှလုံးပေါင်းတော့လေနှစ်တကွင်း2ကွင်းကျော်မှာနောက်ပိတ်နှလုံးနဲ့ရှေ့နှလုံးနဲ့ပေါင်းတော့လေနှစ်တကွင်း2ကွင်းကျော်မှာထပ်ပြီးနောက်ပိတ်နှလုံးနဲ့ရှေ့နှလုံးနဲ့ပေါင်းခြင်းနှစ်ဖြစ်ရမယ်နော်ရှေ့နှလုံးပေါင်းခြင်းနှစ်ဖြစ်ရမယ်ရှင်းနှလုံးပေါင်းခြင်းနဲ့နောက်ပိတ်နှလုံးပေါင်းခြင်းနှစ်ဖြစ်တော့နောက်ပိတ်နှလုံးက4နောက်ပိတ်နှလုံးက4ဆိုတော့နှစ်ဖြစ်အောင်ကျွန်တော်တို့နောက်8ဖြစ်ရမယ်8ဖြစ်ဆိုတော့ကျွန်တော်တို့ဒီမှာ6နှစ်ဆိုတော့လေ8ကိုက်တယ်နော်6နှစ်ဆိုတော့လေ8ကိုက်နေတယ်ခုနနောက်နှလုံးပေါင်းခြင်း9ဆိုတော့လေ9ကိုက်နေတယ်6နှစ်ကောင်နောက်တော့သူကနောက်ထပ်တမူယူပြထားသေးတယ်သူကဒါကျတော့8က4လုံးပေါင်းခြင်း8က4လုံးပေါင်းခြင်းနဲ့လား8 9 4 1ဆိုတော့နှစ်ဒါကြတော့သူစီနေတိုင်းသွားတာတကွင်း2ကွင်းကျော်မှာတူတူပဲဒီဘက်ကွင်းနဲ့တူတူပဲ2ကွင်းကျော်မှာနှစ်ပြီးတော့ဒီမှာကျ3သူစီနေတိုင်းသွားပြန်ဒီဘက်ကျတော့သူ့မူလေးကနော်3ပြီးတော့တကွင်း2ကွင်းကျော်မှာ4ဆိုပြီးလာတယ်ရှင်းနှလုံးနဲ့ပေါင်းတော့4စီနေတိုင်းအဲ့ဒါစီနေတိုင်းပြီးတော့2 3 4ဆိုတော့5လာတကွင်း2ကွင်းကျော်မှာ5လာမယ်ဆိုတော့ဒီကရှင်းနှလုံးနဲ့5ဆိုတော့ဒီလာမယ်ဆိုရှင်းနှလုံးပေါင်းညာခွန်ဆိုရှင်းနှလုံးပေါင်းညာ10ဖြစ်ရမယ်ရှင်းနှလုံးပေါင်းကြီး10ဖြစ်ရမယ်ဆိုတော့ဒီမှာလဲရှင်းနှလုံးပေါင်းကြီး10ဖြစ်နေတော့မှသူ့ကွင်လေးကမဆိုးဘူးเนาะအဲ့တော့တကွအကောင်းလေးဆိုတော့မဆိုးဘူးလို့ကျွန်တော်ကတော့အကြံပြုခြင်းနဲ့ကြိုက်တာမကြိုက်တာတော့ကိုယ့်ဘာကိုဆုံးဖြတ်ပါเนาะကျွန်တော်မူကလေးလှလို့ချပြရုံတော့ပဲရှိရเนาะကျွန်တော်မူမဟုတ်ပါဘူးเนาะ